အိမ်မှာရေတံဘူးခွန်တွေပုံနေပြီလားလွှင့်ပြဖို့ပဲမစင်စားပါနဲ့ရောအဲ့ဒီဘူးခွန်လေးတွေကိုအဆင့်မြင့်တဲ့ mist maker လေးတွေအဖြစ်ပြောင်းလဲပြလို့ရပါတယ်အခုပြနေတဲ့ဒီ ultrasonic humidifier လေးကရေတံဘူးတွေနဲ့အန်ကိုက်အလုပ်လုပ်ပေးနိုင်ပါတယ်ပတ်ဝန်းကျင်ကိုလည်းကာကွယ်ရာရောက်တယ်လို့ကိုယ့်အတွက်လည်းအတုံးဝင်တဲ့ပစ္စည်းလေးတစ်ခုအဖြစ်ပြောင်းလဲပြနိုင်ပါတယ်တက်ဆင်ရတာအရန်ရိုးရှင်းပြီးလွယ်ကူပါတယ်ရေတံဘူးကိုဒီဆက်ကလေးပေါ်မှာတက်ပြီးအသုံးပြုရပါတယ်ဆက်ကလေးပေါ်မှာရေတံဘူးကိုတက်ပြီးသွားပြီးဆက်ကပ်ပိုင်းအတွင်းမှာနေရေတံဘူးတဲ့ရေတွေကမြူနင်းလေးတွေအဖြစ်ပြောင်းလဲပြီးထွက်လာတာပါရေတံဘူးရွက်စားပေါ်မူတည်ပြီးကိုလိုတလောက်ရေပမာဏကိုထည့်သုံးလို့ရတာကလည်းတကယ့်ကိုအဆင်ပြေတဲ့အချက်တစ်ချက်ပါပဲဒီလိုရေတံဘူးနဲ့တွဲသုံးတဲ့အတွက်အားရချက်ကဘယ်နေရာမှဆိုတည်သွားလို့ရတာပဲကားမောင်းတဲ့အခါကားထဲမှာလေ6တာမျိုးမဖြစ်ပဲကျွန်တော်တို့ရုံးခန်းပေါ်မှာလည်းဇပွဲပေါ်မှာလည်းနေရာမစားပဲထားလို့ရတဲ့အချက်ကအရန်အားတာတဲ့အချက်တစ်ချက်ပါသူတပြင်းညာရည်တဲ့အခါကတင်ဘေးမှာရေတံဘူးလေးတစ်ဘူးနဲ့ဒီဆက်ကလေးကိုတတ်ထားလိုက်ညလုံးအေးအေးလူလူအသားရည်ဆူဆူဆွဆွနဲ့ကောင်းမွန်စွာအိတ်ဆက်အနားယူနိုင်ပါတယ်အဲ့တော့ဒီပစ္စည်းလေးက power bank နဲ့တွဲသုံးလို့ရတယ်လို့ 5V adapter AC နဲ့လည်းတွဲပြီးအသုံးပြုလို့ရပါတယ်စိတ်ဝင်စားလို့ marginal ဆိုရင်ကျွန်တော်တို့ MPH ကိုအချိန်မီဆက်တွဲမှာနိုင်ပါတယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ